โอเคဒီနေ့တော့အချမ်းဖတ်မင်းအောင်လိုင်ရဲ့ကွန်မန်ဒိုရဲဆိုတာဘာလားပေါ့ဗျာနော်အဲအချမ်းဖတ်မင်းအောင်လိုင်ရဲ့အစေခံကွန်မန်ဒိုရဲတွေဘလူအညာမှာဘလူမျိုး PDF တွေနဲ့တွေ့တော့အညာမှာဘလူမျိုးအဆုံးတက်ရလဲဘလူဘွားမျိုးရောက်သွားလဲဆိုတာအဲ့ဗီဒီယိုလေးကျွန်တော်တို့ကြည့်အောင်လာဘာအေးစိတ်ပဲလာကျွန်တော်ဘာမှမလုပ်ဘူးအေးစိတ်လက်မြောက်ခဲ့မပြစ်ဘူးလာငါကိုလာမောက်တာသူမောက်တာတော့မောက်တာကောင်ကုန်မောက်တာရတယ်အေးဆေးပဲခုလို့လမ်းနဲ့ကြီးဖြူနဲ့ချပါမလို့ဘူးနော်အေးဆေးပဲအားကောင်းတယ်ခုလောစရာတည်ရမလားတိုက်ပွဲနဲ့မို့လို့နော်ကျမမင်းအောင်လိုင်စစ်တပ်ကကွန်မန်ဒိုရဲတဲ့အကိုကြီးညီလေးအလင်းဝင်လို့ရလားတဲ့အဲ့လိုမျိုးလုပ်လို့ရလားအဲ့နေရာလေးပြန်ကြည့်အောင်ဗျာရတယ်အေးဆေးပဲခုလို့လမ်းနဲ့ကြီးဖြူနဲ့ချပါရတယ်အေးဆေးပဲခုလို့လမ်းနဲ့ကြီးဖြူနဲ့ချပါမလို့ဘူးနော်အေးဆေးပဲအားကောင်းတယ်ခုလောစရာတည်ရမလားတိုက်ပွဲနဲ့မို့လို့စစ်မြေပြင်ထဲမှာဗျာသူတင်ကိုတင်ဗတဲဆိုင်ပြီးပြစ်နေတဲ့အချိန်မှာနော်သူ့ကိုလည်းဖမ်းမိသွားပြီတုံပန်းအဖြစ်လဲ PDF တွေကဖမ်းမိသွားပြီဗျာအဲ့ဒါကိုကိုကြီးညီလေးအလင်းဝင်လို့ရဒီဘက်က PDF ရေးပေါ်လည်းပြန်ပြောတယ်နော်ရတယ်အဲ့လိုမျိုးဘာမှမဖြစ်ဘူးတဲ့အဲ့လိုမျိုးနော်ကြီးကုံသွားလို့ရှင်းပြောချင်အပြစ်ရက်လိုက်တဲ့ရဲကွန်မန်ဒိုဗျာ PDF တီးอ่ะခင်ဗျာဘလောက်ထိခင်ဗျာလူသားလူစိတ်ရှိကြလဲလူတိကြလဲလူသားဆန်တဲ့စိတ်တွေရှိကြလဲဆိုတာဒါတသိပဲเนาะစစ်မြေပြင်ထဲမှာတူတင်ကိုတင်ဗတဲဆိုင်ပြီးပြစ်နေတဲ့အချိန်ဗျာเนาะကြောက်အားလှအားနဲ့အကြမ်းဖက်မင်းအောင်လှိုင်ရဲ့အစီကံမင်းအောင်လှိုင်ရဲ့ရဲကွန်မန်ဒိုဆိုတဲ့ကောင်ကကြောက်အားလှအားနဲ့ကိုကြီးညီလေးလင်းဝင်လို့ရလာတယ်ထပြောသေးတယ်အဲ့ဒီအချိန်မှာ PDF ရဲပေါ်လဲဘာမှကောင်းမွန်မပြန်ပြောတယ်ရတယ်เนาะဘလောက်ထိရိုးသားမှုရှိတယ်ခင်ဗျာကြည့်ကြည့်ဒါအညာရဲ့စစ်မြေပြင်ရဲ့တနေရာဗျာကျွန်တော်တော်လိုင်းရေးအဖွဲ့တွေကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ PDF တွေကအဲ့လိုမျိုးစိတ်နေစိတ်ထားရှိတယ်မတော်မှအကြမ်းဖက်မင်းအောင်လှိုင်လိုမျိုးမယုံမှမရက်ဆက်မကောက်ကျစ်ဘူးခင်ဗျာကြည့်ကြည့်အကြမ်းဖက်မင်းအောင်လှိုင်စစ်တက်ဆိုအဲ့လိုရလားမြင်းအောင်ခင်မှာမဟုတ်ဘူးကျွန်တော်တို့စကားပြောချင်တော့ရမှာမဟုတ်ဘူးဒါပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေပို့လို့အခုလိုမျိုးလူသားဆန်တဲ့စိတ်တွေလူတူလူတိတဲ့စိတ်တွေရတာနော်အကျန်းဖတ်မင်းအောင်လှိုင်ရဲ့အစေခံအကျန်းဖတ်မင်းအောင်လှိုင်ရဲ့ကြုံနေစစ်သားတွေဆိုလို့ရှိရင်သူတို့ရှိမှာမိုးရီစည်းဝါးတွေတုံးဆွဲထားတဲ့လူစိတ်တွေပျောက်နေတယ်နော်ဒါကြောင့်ရွာတွေကိုမီးရှို့တယ်ဟာလားအမျိုးသမီးကိုမရင်းချင်းအာရမပြုတ်ကျင်တယ်ခိုးဆိုးလူနိုင်နော်အဲ့လိုမျိုးကောင်းနေရကျွန်တော်တို့ PDF တွေကိုစစ်မြေပြင်မှာမိရင်ဘယ်လိုမျိုးထားလဲဆိုတာကြည့်လိုက်ဗျာကျွန်တော်တို့ရှေ့မှာလည်းအများကြီးတွေ့ခဲ့ပြီးသွားပြီဟုတ်တယ်လားကျွန်တော်တို့ PDF တွေကမိရင်တာသူတို့ကိုလူတူလူမျိုးထားတာနိုင်ငံတကာဥပဒေဂျနီဗာကွန်ဗန်းရှင်းတွေပါတယ်နဲ့နော်โอเคအဲ့တော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးခရီးဆိုင်ကြပါဗျာ